ကဲbrother တို့ခုကျွန်တော်တင်မဲ့ဗီဒီယိုလေးရဗျာကျွန်တော်အမေးများနေတဲ့ဗီဒီယိုဗျာပတ်ကြီး creator ဟက်လက်အောင်သွားပြီဘာဆက်လို့လုပ်နေရမှမသိရ brother ရဲ့အတွက်ကျွန်တော်ဒီဗီဒီယိုတင်ပေးတာပါပတ်ကြီး creator ဟက်အောင်သွားလို့ရှိရင် brother တို့သူပေးတဲ့ main event တွေ main test တွေကိုကြည့်ပြီးတော့သူတို့ပေးတဲ့ hashtag တွေကို brother တို့တေချာခံရပါဗျကဲဆိုတော့စလိုက်အောင်ပထမဆုံး brother တို့ Chrome ထဲကနေ creator ဟက်ကိုအကောင့်တွေကိုသွားပါ brother တို့အကောင့်တွေကိုနေကျွန်တော်ကအကောင့်ထဲရောက်နေမှာတို့အကောင့်အပြင်ထုတ်ပြီမယ်နော်ခဏစောင့်ဆိုဒီလိုပုံစံလေးပေါ်လာပြီဗျာဒီလားပေါ်လာပြီလို့ရှိရင် brother တို့ရဲ့ဖုန်းညာဘက်အပေါ်ဆုံးထောင်လေးမှာဗျာတွေ့လားအမညာဘက်အပေါ်ဆုံးထောင်လေးမှာတွေ့လား notification ခေါင်းလောင်းလေးနဲ့ဗျာအဲ့မှာအဲ့ဒါလေးကိုနှိပ်ပြီးလို့ရှိရင် main event တက်လေးကိုနှိပ်လိုက်ဗျာအဲ့ဒါဆိုရင် brother တို့ဒီမှာ brother တို့အကောင့်တွေကိုရောက်သွားပြီဆိုတော့ရောက်သွားပြီဆိုတော့ brother တို့က TikTok မှာ brother တို့တင်မှာဖြစ်တော့ TikTok ကိုရွေးလိုက်ပါ TikTok logo လေးကိုနှိပ်လိုက်ပါနှိပ်ပြီးအမ brother တို့အတွက်အမတင်ရမယ့် video တွေတွေ့လား Naruto event နဲ့ပတ်သက်ရင် Naruto event နဲ့ဆိုတော့ Naruto event ကိုနှိပ်လိုက်ပါနှိပ်လိုက်ရင်အမကျွန်တော်ရှင်းပြမယ်တွေ့လားအမအချက်လက်လေးကြားလိုက်ဗျာဘာလို့အပေါ်မှာကြတော့ video copy link ယူပြီးတော့ပေးရမှာအဲ့ video copy link မယူခင်မှာဟိုအောက်ထဲမှာကျွန်တော်ပြမယ်အောက်ထဲမှာအမအဲ့ video မှာ brother ကိုခံရမယ် hashtag တွေအမသူပေးတဲ့ hashtag တွေနော် hashtag လေးခုရှိတယ်အဲ hashtag လေးကိုမဖြစ်မနေထည့်ပြရအောင်ဗျာ brother တို့ရဲ့ video အောက်မှာပြီးလို့ရှိရင်download your own d-link ဆိုအဲ့ d-link ယူနေပြီးကျွန်တော်ပြမယ်အော် d-link လည်းတွားယူရသေးတယ်အဲ့ link ကို brother တို့ရဲ့ comment မှာbrother တို့ရဲ့ description မှာတွားချပြီးရေးပေးရမယ်နော်အဲဆိုအဲ့၅ချက်ပေါ့ hashtag လေးခုရဲ့ d-link ရဲ့အဲ့၅ချက်ပြီးလို့ရှိရင် talking point ဆိုအပေါ်မှာ talking point ကတော့ brother တို့ဗီဒီယိုမှာဘာညာတာကားပေါ့ဗျာသိရမလားနောက်တို့ event နဲ့ပတ်သက်ပြီးတော့ပြောတာလို့ပြီးလို့ရှိရင်ပတ်ကြီး mobile ကိုဆော့လာအောင်ဆွဲဆောင်တာလို့ပြောတယ်ရှင်းပြပါဗျာရှင်းပြပါလို့ရှိရင်ကျွန်တော်တို့ marketing ဆင်းတယ်လို့ပဲဈေးရောက်ရတယ်လို့ဗျာဒီပတ်ကြီးကိုလူဆော့ပိုများလာအောင်လူသိပိုများလာအောင်လို့ကြော်ညာပေးရတဲ့သဘောဗျာဒီလားအဲ့ပုံစံမျိုးပဲပြီးလို့ရှိရင်သူပေးထားတဲ့ဟာတွေကတော့ brother တို့ရဲ့ video မှာဗျာနောက်တို့ event နဲ့ပတ်သက်ပြီးတော့ရှင်းရှင်းလင်းလင်းပြထားမယ်ရှင်းရှင်းလင်းလင်းပြောထားမယ်ကျန်တဲ့ video အကြောင်းအရာတွေမပါဘူးလုံးဝရှင်းရှင်းလင်းပြောထားမယ်ဆိုတော့ပဲပါတာဗျာတိလားဆိုတော့အဲ့လို video လုပ်ပြီးသွားရင် brother တို့ copy link ယူပြီးတော့ submit နေရာနှိပ်လိုက်ရင်ပြီးတော့ပါပြီခင်ဗျာ